ရန်ကုန်တိုင်းဒလမြို့နယ်ကျန်စစ်သားရပ်ကွက်ကအိမ်တိန်ရှိမှထိုင်ရင်ဟိုဒီငေးမောနေတဲ့မိမပြူလေးကတော့အသက်22နှစ်အရွယ်ကာယအားကစားမယ်မတ်သဲစုဖြစ်ပါတယ်။လင်းမြန်စီးရဖို့ဆိုတာစိတ်ကူးပဲရှိခဲ့တဲ့မတ်သဲစုဟာ2019တစ်နှစ်အတွင်းမှာပဲမြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့16ကြိမ်မြောက်အရှေ့တောင်အာရှကာယဗလာနဲ့အားကစားပြိုင်ပွဲမှာပထမစုအင်ဒိုနီးရှားနိုင်ငံမှာကျင်းပခဲ့တဲ့53ကြိမ်မြောက်အာရှကာယဗလာနဲ့ကိုကာယအားကစားပြိုင်ပွဲမှာရွှေငွေအပါဝင်စု3စုရရှိခဲ့ပါတယ်။တခါတောင်ကိုရီးယားနိုင်ငံမှာကျင်းပခဲ့တဲ့17ကြိမ်မြောက်ကမ္ဘာကာယဗလာနဲ့ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲမှာလည်းတတိယဆုကိုရခဲ့ပြီးနိုင်ငံကုန်ဆောင်နိုင်ခဲ့ပါတယ်။အဲ့ဒီတော့ကတော့သူ့အသက်က18နှစ်ပဲရှိပါသေးတယ်ခုနှစ်တင်ညာကြီးထဲမှာ2019လောက်ပြောခဲ့တဲ့ခုနှစ်ဆိုတာမရှိဘူး။ဘာလို့ဆိုတော့ဒီစုတွေရတဲ့အချိန်မှာစိတ်စင်ပေါ်မှာပေါ့နော်။တိုင်ဝဲဝင်တဲ့စင်ပေါ်မှာမြန်မာနိုင်ငံနိုင်ရွှေခြုံလိုက်ရတဲ့ခါမှာကိုယ့်ရင်ထဲအရန်အေးဝါရီပေါ့နော်။ဒါပေမဲ့အဲ့လိုခံစားချက်မျိုးတစ်ခါမှမရခဲ့ဘူး။အရင်ကလည်းသူကမြို့နယ်ခရိုင်တိုင်းလက်ရွေးစင်ပြိုင်ပွဲတွေမှာစုတစိပ်ပေါင်း20ထက်မနည်းရခဲ့ပြီးအဲ့ဒီထဲမှာပထမစုကအများဆုံးလို့မတ်သဲစုကပြောပါတယ်။သူပထမဆုံးအားကစားကိုစပြီးစိတ်ဝင်စားတာကတော့2014မှာပါ။ပြစမာတန်းနောက်ဆုံးစာမွေးဖြည့်တဲ့နေ့မှာပဲနွေရာသီအေရိုဘစ်တင်တန်းခေါ်တာကိုအကတင်တန်းထင်ပြီးသွားလျှောက်ရကနေအားကစားလောကထဲရောက်လာခဲ့တယ်လို့ဆိုပါတယ်။လူရွေးဘက်မှာပါပြီးခရိုင်အဆင့်တိုင်းအဆင့်ထိဝင်ရောက်ရှင်ပြိုင်ခဲ့လို့စုတစိမ့်တွေရခဲ့တယ်လို့2018ခုနှစ်မှာဝူရှူးပါတွဲဘက်လေ့ကျင့်ကစားခဲ့ပြန်ပါတယ်။ဝူရှူးအားကစားကိုလည်းမြို့နယ်အဆင့်ကျောင်းပြိုင်ပွဲတွေမှာရှင်ပြိုင်ခဲ့ပြီးရွှေနဲ့ငွေစုနှစ်စုရခဲ့တယ်လို့သူကပြောပါတယ်။နောက်ပိုင်းမှာတော့တင်ပေးတဲ့နီးပြဆရာပြောင်းသွားလို့ဝူရှူးကိုနားပြီးအေရိုဘစ်ကိုပဲဒီဇိုင်းမမတ်ကစားခဲ့တယ်လို့ဆိုပါတယ်။ဒီလိုနဲ့2019ခုနှစ်မှာမြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ရဲ့လူရွေးပွဲမှာဝင်ပြိုင်လိုက်တဲ့အတွက်သူ့ကိုတင်ပေးတဲ့ဆီယာမဒေါ်ကြီးဝင်းကမျက်စိကျပြီးခေါ်လိုက်လို့ကာယကြံ့ခိုင်မှုအားကစားဘက်ကိုရောက်လာခဲ့တယ်လို့ပြောပါတယ်။ဒီလိုနဲ့သူဟာမြန်မာလက်ရွေးစင်ဖြစ်လာခဲ့တာပါ။ငယ်တော့ဆိုတကယ်လင်းစီးဝချင်တာအရင်ပဲဒါပေမဲ့ကြီးလာတော့မမျော်လင့်ထားတဲ့အရာတွေကပေါ့နော်တကယ်ဖြစ်လာခဲ့အဲ့ဒါပြောရတယ်သူကဆင်းရဲပြင်မဲ့လေလူဆင်းရဲပြင်မဲ့လေစိတ်ကချမ်းသာရတယ်စိတ်ချမ်းသာရတော့ကိုကပြောတယ်လေပြောတဲ့ခါကျတော့ဒီဆင်းရဲတဲ့တန်ကိုလုံးဝခံနိုင်တယ်မတ်သဲစုဒီလိုတွေလုံနိုင်ဖို့အတွက်နောက်ွယ်ကပံပိုးပေးနေတဲ့သူတွေကတော့သူ့အဖွားနဲ့အဖေပါမိဘတွေကသူ့တစ်နှစ်ခွဲအရွယ်ကလေးကအိမ်တော်ရေးပြူကွဲသွားလို့သူ့အမေကိုလုံးဝမမြင်ဘူးလို့ဆိုပါတယ်ဒါကြောင့်မတ်သဲစုကိုသူ့အဖွားကအချစ်ပို့ကြတာလို့ပြောပါတယ်မတ်သဲစုလေ့ကျင့်နိုင်ဖို့တွားရေးလာရေးစားတော့ရေးတွေအတွက်လိုအပ်တာမှန်သမျှကိုထောက်ပံ့နိုင်ဖို့အဖွားနဲ့အဖေကနေပူမိုးရွာမရှောင်ရအလုပ်မှန်သမျှလုပ်ခဲ့ပြီးထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်အဖွားကမတ်သဲစုကိုထောက်ပံ့နိုင်ဖို့ကျန်စစ်သားရက်ွက်စည်းထဲမှာငချောင်းနဲ့ကုံစိမ်းရောင်းပြီးကျုံရကြပန်းတွေလည်းလုပ်ခဲ့တယ်လို့မတ်သဲစုရဲ့အဖေကတော့စိုက်ကယ်ကယ်ရီမောင်းပြီးငွေရှာပံ့ပိုးခဲ့တယ်လို့သူကပြောပါတယ်တစ်ဖက်မှာလည်းမတ်သဲစုတယောက်အခုလိုစုတစိတ်တွေစုခူးနိုင်ခဲ့လို့ပင်ပန်းသမျှအမောပြေခဲ့ရတယ်လို့မတ်သဲစုရဲ့အဖွာဒေါ်အောင်ရွှေက RFA ကိုပြောပါတယ်ကမ္ဘာပွဲမှာသွားပြီးပြိုင်တဲ့အခါကျတတိယဆုရခဲ့တယ်နိုင်ငံပေါင်း69နိုင်ငံလား65နိုင်ငံလားမသိပြိုင်တဲ့အထဲမှာတတိယဆုဝင်လာခဲ့တယ်အဲ့ဒါလည်းပီတိဖြစ်ခဲ့ရသေးတယ်တပါအဲ့လောက်ဒီအခုနောက်ပိုင်းတော့မပံ့ပိုးပေးနိုင်တော့ဘူးပေါ့မေးလို့မစူးစမ်းခဲ့နိုင်တော့သူလည်းရက်တန့်တယ်လို့ဖြစ်တယ်ပံ့ပိုးပေးမဲ့သူလည်းမရှိခဲ့ဘူးမေးလို့လည်းမတတ်နိုင်လို့နောက်ဆုံးနေတာဒုက္ခတွေအများကြီးရောက်ခဲ့ပါတယ်ကိုဗစ်ကပ်ရောဂါဖြစ်ပြီးနောက်ပိုင်းအစားလို့သူ့အဖွားကဈေးလည်းမရောက်နိုင်တော့သလိုအလုပ်ကင်တွေလည်းမယ်ရမရှိတော့ဘူးလို့ဆိုပါတယ်မတ်သဲစုရဲ့အဖေကတော့ဒီနှစ်စပိုင်းကစပြီးဒလမြို့ပေါ်မှာစိုက်ကယ်မမောင်းရဘူးဆိုတဲ့ကန့်သက်ချက်ကြောင့်အလုပ်လက်မဲ့ဖြစ်နေတယ်လို့ပြောပါတယ်ဒါကြောင့်စားဝတ်နေရေးအတွက်ကိုတော့ရန်ကုန်မြို့ထဲမှာပိုက်ကွန်ပစ်ပြီးဟင်းစားရှာနေရပါတယ်
ဒီလိုအခြေအနေကြောင့်ဖခင်တယောက်အနေနဲ့သူ့သမီးအပေါ်မမျှော်လင့်ရဲတော့ဘူးလို့ RFA ကိုပြောပါတယ် သူ့တော့ဖြစ်စေချင်တာပေါ့သူဖြစ်ချင်တဲ့အာကစားမှုတို့ဘာလို့လဲဖြစ်ချင်တဲ့ပြိုင်ပွဲတွေလည်းသူကပြိုင်နေတယ်ဒါပေမဲ့ကိုကမမျှော်လင့်ရတော့တာကို့မှာလိုအားလည်းမရှိတော့ဘူးလေတက်ကလည်းကြီးပြီဆိုတော့အလုပ်ကခေါ်မဲ့လူလည်းမရှိတော့ဘူးဆိုင်ငယ်ကယ်ရီယာလည်းမမောင်းတော့ဘူးဆိုတော့မမျှော်လင့်ရတော့အားကြောင့်ခုနောက်ပိုင်းလိုက်တော့မပို့နိုင်အရင်တော့ဆိုတက်ကြမှာကလိုက်ပို့ သူတို့ပထမနေတဲ့အိမ်နေရာကမြေပန်းရှင်ပေါ်လာတော့သူတို့လက်ရှိနေတဲ့နေရာကိုပြောင်းရွှေ့ခဲ့ရတာ9လကျော်လောက်ပဲရှိပါသေးတယ်။မာသဲစုကိုတင်တန်းနီးပြတွေကလေ့ကျင့်ဆင်းမှုခေါ်ရင်တော့တရက်ကိုအနည်းဆုံးလမ်းစရိတ်ကကျပ်2000မတက်နိုင်လို့လက်လျှော့နေရတယ်လို့သူကပြောပါတယ်။ဒါပေမဲ့သူဇွဲမလျှော့သေးဘူးလို့ဆိုပါတယ် ရီမန်းချက်ကရှိတယ်ရီမန်းချက်ရှိရစားညီမကိုပိုင်အိမ်လေးကိုပိုင် channel နေနေတယ်ဘာလို့ဆိုတော့ဒီပေါ့နော်ပထမနေတဲ့နေရာနေလေအခုပြောင်းရွှေ့လိုက်ရတယ်ပြောင်းရွှေ့လိုက်ရဆိုညီမတို့ကကျူးကျော်ဆိုတော့ပိုင်ရှင်စင်မှန်လေးလာတော့ပြောင်းရွှေ့နေထိုင်ပေးရတယ်အဲ့ခါကျတော့ကိုမိဘတွေကြည့်လို့ရှိရင်ပေါ့နော်သူတို့အရန်ခေါင်းစားရတယ်ကိုတို့ဒီနေရာကနေပြီးတော့နောက်တစ်နေရာရွှေ့မယ်ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးလေမိသားစုတစုမှာဒါလူကြီးတွေလည်းအရန်ခေါင်းစားတယ်အဲ့ဒါကြောင့်မို့ညီမကကိုပိုင်အိမ်လေးကိုပိုင် channel မိဘတွေကိုပေါ့နော်အဲ့လိုထားချင်တယ်စံသားရှိတယ်ပတ်လို့ရှိရင်လည်းအလုပ်ကိုလည်းညီမကိုပိုင် class တစ်ခုအဲ့လိုပုံစံမျိုးလေးဖွင့်ချင်တယ်ပေါ့နော် ။မာသဲစုလိုနိုင်ငံကုန်ဆောင်နိုင်တဲ့လူငယ်တွေကိုတက်နိုင်တဲ့သူတွေကမြေတော်မြောက်ပေးသင့်ပြီးအစွမ်းရှိသလောက်ဘဝတွေကိုပြောင်းလဲစေချင်တယ်လို့အိမ်နီးချင်းတယောက်ကပြောပါတယ် မိဘရဲ့စီးပွားရေးအခြေအနေရတယ်မပံ့ပိုးနိုင်တာကြတော့တိုးတယောက်တော့၎င်းအဖွဲလိုက်တော့၎င်းဒါတက်တိနားလေတဲ့ပုံကိုယ်တွေကများဒီကလေးကိုမီးမောင်းထိုးပေးမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့အနေထားလေးကအများကြီးပြန်တန်းသွားလို့ရတယ်ပြန်တန်းနိုင်တဲ့အရေးချင်းမှာဒီကလေးလေးမှာအများကြီးရှိတော့တယ်လို့ဦးတော့တွေးတယ်လေ ။ဒါပေမဲ့လည်းမာသဲစုအတွက်ကတော့ကြက်တဲလှတဲ့စားဝတ်နေရေးဘဝတွေကြောင့်မရေရာမသေးကြတဲ့သူ့ရဲ့အနာဂတ်အိမ်မက်တွေအတွက်ဆက်ပြီးရုန်းကန်နေရအောင်မှာပဲဖြစ်ပါတယ်။ကျွန်တော်ကနေရင်ကျော်ပါအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC ကနေသတင်းပေးပို့လိုက်တာပါခင်ဗျာ။